သွေးတွင်းချိုတဲ့စီးကျိုဖောက်တဲ့ဆိုရင်ပုံမှန်ဆိုရင်ဘယ်လောက်ရရမှာလဲပုံမှန်တန်ဖိုးတွေဘယ်လောက်ရှိလဲဆိုတာကိုဆမဒီနေ့ပြောပြပေးမှာပဲဖြစ်ပါတယ်။ဆမတို့သွေးတွင်းချိုတဲ့စစ်တဲ့အခါမှာ၃မျိုးရှိရပေါ့နော်။ပထမတစ်မျိုးကတော့9နာရီ10နာရီအစာမစားဘဲနဲ့ဖောက်တာမျိုးခေါ်တယ်။ဒါက fasting blood sugar level လို့ခေါ်ပါတယ်။ပုံမှန်ဆိုရင်တော့လူနာတွေကည10နာရီဆိုရင်ဘာမှမစားတော့ဘူး။နောက်နေ့မနေ့အိပ်ရထားတဲ့အခါမှာအစာဘာမှမစားရသေးခင်တိုင်းတာမျိုးပေါ့နော်။ဒုတိယတစ်ခုက random blood sugar လို့ခေါ်ပါတယ်။ဒါကကြတော့ကျမတို့နေ့တစ်နေ့ရဲ့ဘယ်အချိန်မှမဆိုအစာစားမစားကြုံညာကြာပန်းတိုင်းလိုက်တာမျိုးခေါ်ပါတယ်။ RBS လို့ခေါ်တယ်ပေါ့နော်။နောက်ဆုံးတစ်ခုကကျမတို့2 hour postprandial လို့ခေါ်ပါတယ်အစာစားပြီးတော့2နာရီအကြာမှာတိုင်းနဲ့စီးကျိုစစ်နီးတစ်မျိုးပဲဖြစ်ပါတယ်။ဆမဒီနေ့ဒီ3ခုစလုံးမှာဖောက်လိုက်တယ်ဆိုရင်ပုံမှန်ဘယ်လောက်ရရမှာလဲဆိုတာကိုပြောပြပေးမှာပဲဖြစ်ပါတယ်။ပုံမှန်ဆိုရင်တော့ကျမတို့စီးကျိုတိုင်းရင်ပေါ့နော် unit နှစ်ခုရှိပါတယ်မီလီမိုးပါလီတာနဲ့မီလီဂရမ်ပါဒစီလီတာလို့ခေါ်ပါတယ်ဒီနှစ်ခုကိုပြောမယ်ဆိုရင်တော့မီလီမိုးပါလီတာတော့ကနန်းအသေးပေါ့နော်မီလီဂရမ်ပါဒစီလီတာတော့ကနန်းအကြီးပါဒီမီလီမိုးပါလီတာကို18နဲ့မြောက်တယ်ဆိုရင်မီလီဂရမ်ပါဒစီလီတာရပါတယ်ဟုတ်ကဲ့အဲ့ဒါဆိုရင်ကျမတို့ fasting blood sugar level ကပုံမှန်ဆိုရင်မီလီဂရမ်ပါဒစီလီတာအဖြစ်ဆိုရင်80ကနေ69ရှိတယ်ဆိုပုံမှန်ဖြစ်ပါတယ်သူကတကယ်လို့126ထက်များနေပြီဆိုရင်တော့စီးကျိုဖြစ်နေရလို့ယူဆလို့ရပါတယ်ပြီးရင် random blood sugar level ကလည်းပုံမှန်အားဖြင့်ဆိုရင်မီလီဂရမ်ပါဒစီလီတာနဲ့ဆိုရင်140ရဲ့အောက်ဆိုရင်ပုံမှန်လို့ပြောလို့ရပါတယ်200ရဲ့အထက်များနေပြီဆိုရင်တော့ diabetes စီးကျိုရှိရလို့ပြောလို့ရပါတယ်နောက်တစ်ခုကကျမတို့2 hour postprandial ပေါ့နော်ဒါကလည်းပုံမှန်အားဖြင့်ဆိုရင်140အောက်ဆိုရင်တော့ပုံမှန်လို့ပြောလို့ရပါတယ်200ထက်များနေတယ်ဆိုရင်တော့စီးကျိုရှိရလို့ပြောလို့ရပါတယ်ခေတ်ထားဆိုရင်ပေါ့နော်ကိုဖောက်လိုက်တဲ့စီးကျိုကအစာစားပြီးတော့ဘယ်အချိန်မှာဖောက်လိုက်တာလဲပုံမှန်မူတည်ပြီးတော့တန်ဖိုးလေးတွေကွဲသွားပါတယ်ဒါကြောင့်မို့ကိုက normal ပုံမှန်မဲလား diabetes စီးကျိုရှိနေပြီလားဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာကြည့်ပြီးတော့ဆုံးဖြတ်နိုင်လိမ့်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မဒေါက်တာ Grace ပါ